ဒါမြင်လား ချစ်ဖို့ကောင်းတယ်တော့ညီမလေး ဒီကွာရ အဲ့ကြောင်းကောင်းလားဒီစားရှိလား ဟောဟဲ့မလေးငါပွားမယ်ဘာလို့အဲ့ဒါကြောင်မှုပဲလို့တင်းနေနေရတယ်ကြောင်မယ်ဆိုတော့ကြီးလား ဒီစားရှိတယ် ဟောကြီးတာကြီးဟောအဲ့ဒါ तू တက်တက်မင်းကိုယုံလို့လိန်လိုက်တာနေမှာမရှိတော့ပါဘူးကွာ မဟုတ်တော့ဘူးနော် ဟမ်ဟုတ်လောက်ပါတယ်မင်းကယုံစရာရအောင်တောက်မလားညာလေး မင်္ဂလာပါရှင်မလေးတန်းဆောင်မလဲရှင် ဟောညီမလေးကဒီဆိုင်ကိုခုမှရောက်တာလားဟဟလား ဟုတ်ပါတယ်ရှင် ဒါနဲ့ဟွာညီမလေးရဲ့နာမည်ဘယ်လိုခေါ်လဲ ကျမရဲ့နာမည်ကနောက်ဆုံးကညိုပါ သိပြီချူပါပြီမူညံ့ညို့ ရှင်တို့ဘာတွေပြောနေရလဲကျမနာမည်နွေးညိုပါ အော်ညို့လား ဟောညီမလေး तू ကအဲ့လိုပဲကောင်မလေးမြင်စတတ်တာနော်စိတ်မစိုးနဲ့ဟိုကိုကြီးတို့ဘီယာနှစ်ခွက်လားနော် ပြောပါရှင် โอ้မင်းရတယ်ကွာတွေ့သမျှကောင်မလေးလည်းအဲ့လိုရမ်းရမ်းမတုံနဲ့လို့ဘာပြောရင်ဟုတ်တာလည်းမဟုတ်ပါနဲ့ သူငါ့ကိုကြိုက်နေတာ ဟာမင်းဘယ်လိုလဲကြိုက်မှာတော့ကွာမင်းတို့ဒီကယုံစရာကောင်းလားစောင့်နေတယ်တောက်ချီယာ ချီယာ ဟေးကိုတာဒီဖုန်းလာနေဘယ်လိုပြောမလဲ အမေကြည့်ချက်ပြောလိုက်ကွာဒီကွာ ကြည့်ကြပြောလိုက်နော် ကြည့်ချက်ပြော ဟယ်လိုညီလေးတို့ကိုကြီးတောက်နေကြ16လမ်းလမ်းရှိပသိမ်လမ်းမပေါ်နန်းဦးလွေရက်ကွက်မှာရှိတဲ့ FD ဘီယာဆိုင်ကဘီယာကိုတောက်ချင်တယ်ကွာငါ့ကိုတိုက်ကြပါလား အကိုကြီးတောက်ချင်တယ်ဆိုရင်ညီလေးတို့နောက်မှတိုက်ပါမယ်ဗျာအခုကကျွန်တော်တို့တွေနိုင်ရင်အိမ်ရောက်နေလို့ပါကိုကြီးဟာသွားငါသားဦးလေးကိုကြီး What ဦးလေး ဒါလို့ ဘေးနဲ့ငိုးနေတာဘာလို့လဲ အိုးရွာငါသားဦးလေးပါဆိုရွာငါသားငုံနေတာဗော ဦးလေးပြစ်စိုးလိုက်လားမနေ့ကမှမိုးရင်ကားတွေတက်စားနေတော့မိုးရင်ကားတဲ့ချက်နဲ့မတဲပါဘူးလို့ပြောတာဘာလို့ဦးလေးအဲ့ဒါတောက်ရတာလေဦးလေးပြစ်စိုးလိုက်လား အဲ့တော့ဆယ်မကောင်းဖြစ်နေမှာပဲနော် ဟုတ်တယ်ကိုကြီးသူခင်ဗျာအခုဆိုရင်စားလည်းမစားနိုင်တောက်လည်းမတောက်နိုင်ဖြစ်နေတာကိုကြီး ဟော ဒါနဲ့ရောအဲ့ရွာငံသားဦးလေးရဲ့တက်ကဘယ်လောက်လဲ သူ့လေးတက်က16နှစ်ကိုကြီး16နှစ် 16နှစ်16နှစ်ကသူ့ဦးလေးဖြစ်မလားကွာ အားမဟုတ်ကိုကြီးသူ့လေးယောဂဝေဒနာခံစားတာ16နှစ်သူ့လေးတက်က60ကို60 အော်ဟုတ်လား ဟုတ်တယ် အေးကွာငါလည်းစိတ်မကောင်းပါဘူး မာတိုင် ညီလေးတနာပါတယ်ဗျာရွာကသားငုံနေချာ ကူပိုင်ဒါလို့ ဟဲ့ရွာငံသားမင်းလည်းမင်းဦးလေးနောက်လိုက်အောင်တို့မွေးငါနဲ့ရှက်ငါတိုက်မင်းတို့နှစ်ကောင်လုံးသေဖို့သာပြင်တာ哎呦我的妈！哎呦我的妈！